ကိုယ်ပဲသွားနေတာတော့ဆိုတာသိဖို့မလိုဘူးလားမသိတာကတော့အဲ့ဒါပညာမဲ့လွန်အားကြီးတာပေါ့ကိုယ်ပဲသွားနေတယ်ဆိုတာသိရမှာပေါ့လူတွေကပြောကြတယ်ဘဲမှမသွားဘူးအိမ်မှာနေတာသို့တော့အိမ်နေရင်အသက်ကကြီးမသွားဘူးလားကြီးသွားနေတော့ဘယ်သွားနေတယ်လို့ထင်တယ်အိုတဲ့စီသွားနေတယ်အိုတဲ့စီကနေပြီးတော့နာတဲ့စီမရောက်ဘူးလားနာတဲ့စီကနေဘယ်ရောက်သွားတော့တော့ဆရာတော်ကြီးတို့ကတရားကမ္မထာနှလုံးသွင်းနိုင်တယ်သွင်းခိုင်းတယ်လို့ပဲခံနိုင်ရင်ခံမခံနိုင်ရင်သေဆိုတာဟုတ်ကဲ့လားဘုချင်းစင်းနာချင်းစင်းကိုခံနိုင်တဲ့အခြေအနေရှိတဲ့ချိန်မှာခံနေပြီးတော့မခံနိုင်တဲ့အချိန်ကျသေသွားတာပေါ့အဲ့သေချင်းစင်းရဲ့လူဘဝတစ်ခုကအဆုံးသတ်ကြမြတ်စွာဘုရားနဲ့ဒီလိုပဲဆုံးသတ်တယ်ရှင်သာရိပုတ္တရာရှင်မောဂလန်တို့လည်းဒီလိုပဲဆုံးသတ်တယ်